ကဲဒီတစ်ခါတစ်ဖက်သူရဲ့ရင်ထဲကအတွေးတွေစိတ်ခံစားချက်လေးတွေပေါ့နော်ဒါလေးတွေကဘာလေးဖြစ်မလဲဆိုတာကိုကြည့်ကြည့်အောင်ဒီမေးခွန်းလေးကလည်းလေတော်တော်လေးအမေးများတဲ့မေးခွန်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မကအော်ရကက်ကလေးနဲ့တစ်ချက်လောက်စစ်ဆေးကြည့်ပေးပါမယ်နော်ကတ်ကြနေတဲ့ဒီ energy အရာကလေဒီလိုမျိုးအနေအထားကတောင်းနဲ့ကြောက်ကြတဲ့မှာလေဒီပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူဖြစ်စေကိုဖြစ်စေပေါ့နော်အဓိကမင်းတို့ဖြစ်မယ်တင်အခုဗီဒီယိုကြည့်နေတဲ့သူလေးတွေကလေအခုကိုယ့်ရဲ့ချစ်သူအပေါ်မှာနည်းနည်းလေးပေါ့နော်ထိန်းချုပ်ချင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒီလားထိန်းချုပ်ကိုကတကယ်တမ်းကျတော့အကောင်းစီခြင်းလို့ပြောရဲပေါ့နော်စကားတွေစေတနာစကားတွေကတစ်ဖက်သူရဲ့စိတ်ထဲမှာလေတော်တော်လေးမွန်ကျက်သွားစေရဲဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒီလားနော်သူတော်တော်လေးမွန်ကျက်နေရဲဆိုတဲ့စကားလေးတွေသူစိတ်ထဲမှာပေါ့နော်ရှိနေတယ်နော်သူအတွေးလေးအဲ့လိုမျိုးရှိနေတာကိုကျွန်မသွားပြီးတွေ့ရနော်ပြီးတော့ဒီဘယ်လောက်ထိစိုးစိုးဝါထိန်ချုပ်ခံထားရလဲဆိုရင်ကိုယ့်ရဲ့ဒီတစ်ဖက်သူကလေသူ့စီမှာတကယ်ချင်းအပေါင်းအသင်းတာမပေါင်းစရာမရှိတော့ပါလားဆိုပြီးတော့အဲ့လောက်ထိကိုသူအထီးကျန်နေရဲဆိုရင်ပုံစံမျိုးလေးတွေလေသူအတွေးမှာရှိနေတယ်ဖြစ်နိုင်တာကပေါ့နော်ဒီကိုယ့်ရဲ့တစ်ဖက်သူရဲ့အပေါင်းအသင်းတွေကမိတ်ဆွေကောင်းနေမဟုတ်ဘူးထင်တယ်နော်ဆိုတော့ဒီကိုယ့်ရဲ့စေတနာအရာပေါ့ဒီလိုမျိုးတွေနဲ့မပေါင်းတဲ့လို့ပြောတဲ့အခါမှာသူ့ဘေးနားမှာရှိနေအပေါင်းအသင်းတွေကမိတ်ဆွေကောင်းနေမဟုတ်တဲ့အခါကျတော့ကိုပြောလိုက်တဲ့ဇာတ်ကသူ့အတွက်အပေါင်းအသင်းမိတ်ဆွေတောင်မရှိဘူးဆိုတဲ့အနေအထားဖြစ်သွားစေတယ်တယောက်နဲ့တယောက်အဓိကလေတယောက်ရဲ့စေတနာကိုတယောက်ကနားမလည်ဘူးဖြစ်နေတာပေါ့နော်ဒီအနေအထားရပြောရမယ်ဆိုရင်အခုဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေကကိုယ့်ရဲ့ချစ်သူကိုလေစေတနာအရာတားမြစ်တယ်ဆိုရင်တော့မှစကလုံးလေးတွေရွေးချယ်တတ်ဖို့လိုနေတယ်နည်းနည်းလေးပါနှံ့ဖို့လိုရပေါ့နော်ကိုကငါစေတနာနဲ့ပြောတာပဲဆိုပြီးတော့လေကိုအမှန်ကြီးယူဆပြီးတော့ပေါ့နော်တစ်ဖက်သူပြောတဲ့အခါမှာဆရာကြီးပုံစံမျိုးနဲ့အမိန်ပေးတဲ့ပုံစံမျိုးနဲ့နာခံခြင်းစိတ်မရှိအောင်ပေါ့နော်လုံးမိသလိုဖြစ်သွားတဲ့ကိုကစေတနာနဲ့ပြောလိုက်တဲ့ဇာတ်ကသူ့ကိုလေအမိန်ပေးသလိုမျိုးဖြစ်နေရဲဆိုရင်အနေအထားမျိုးလေးကျွန်မတွေ့ရတယ်ဒါလောဆယ်တာ energy ချက်ကြည့်ရပါတော့အဲ့တော့သူပြောချင်တဲ့သူရင်ထဲကစကားတန်လေးတွေမှာလေငါတို့ကြောက်ကိုတရားလှုပ်ပေးလိုက်ရအောင်တဲ့နော်ကြောက်ကိုတရားနော်ထွက်သွားဖို့အတွက်ကိုခွင့်ပြုပေးလိုက်ရအောင်ဆိုပြီးတော့ပြောနေတယ်နော်အဲ့လိုမျိုးခြေနေဖြစ်နေရနော်တကယ်တမ်းကျတော့လေသူကိုကိုချစ်လားဆိုရင်ချစ်တယ်နော်သူအရန်ချစ်တယ်ဒါပေမဲ့ဒီတယောက်ခြားတဲ့ကပေါ့နော်ထိန်းချုပ်တဲ့အရာလေးတွေကိုသူအရန်မွန်ကျက်နေပြီလို့မြင်တယ်နော်တက်ကိုတည်းနည်းနည်းလောက်လှုပ်ပေးလိုက်ရအောင်နည်းနည်းလောက်ဖြေလျှော့ပေးလိုက်ရအောင်လုံးဝကြီးပေါ့နော်တယောက်နဲ့တယောက်လမ်းခွဲတဲ့အဆင့်ထိမဟုတ်ရင်တော့မှနည်းနည်းလေးဖြေလျှော့ပေးပါလို့ပြောချင်တဲ့ပုံစံမျိုးလေးပေါ့နော်ဘင်းကသူ့ကိုအရန်ကိုဆွဲဆောင်နေတယ်သိလားသူပေါ့နော်ကိုယ့်ရဲ့ဒီဆွဲဆောင်မှုတွေနော်ကိုယ့်ရဲ့ပေါ့နော် attraction တွေပေါ့နော်အဲ့ဟာတွေကနေသူလုံးဝမလွတ်မြောက်နိုင်ဘူးဖြစ်နေသူအရန်လဲစိတ်ညစ်နေကိုနားခါထွက်သွားခြင်းဒါပေမဲ့လေကိုနားထွက်သွားဖို့တက်ကိုသူတတိမရှိသေးဘူးဆိုပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဆိုလက်ရှိအခြေအနေမှာတောက်နဲ့တောက်ချတယ်မှာတွဲနေတဲ့ဆက်ဆံရေးပဲဖြစ်နေပဲထင်ပါတယ်နော်ဆိုသူမင်းနဲ့ပတ်သက်ပြီးတော့လေအခုဗီဒီယိုကြည့်နေတဲ့သူတွေမှာသူစကားအကျန်းကြီးပြောခဲ့ပုံရတယ်ပေါ့နော်အဲ့ပြောခဲ့တဲ့စကားတွေကိုသူပြန်ပြီးတော့ဖြစ်နိုင်ရုပ်သိမ်းခြင်းနေပေါ့နော်နောင်တရတယ်ဆိုဒီအခြေအနေမှာသူပေါ့နော်ကိုလေတော်လန်ပုံကန်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့စေတနာကိုစကားပြီးတော့ထွက်သွားလိုက်မိရဲ့အချိန်မှာသူ့ဘေးနာကမိတ်ဆွေအပေါင်းအသင်းတွေကလေမင်းဒီအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကမပြောနဲ့မပေါင်းနဲ့လူစကားမျိုးမလုံးနဲ့လူစကားလူမျိုးအပေါင်းအသင်းတွေမပေါင်းနဲ့ဆိုပြီးတော့အလုပ်ခဲ့တဲ့အရာတွေပေါ်မှာသူလေစန့်ကျင်ပြီးတော့ပေါ့နော်ကိုတမင်တက်ကြီးအရွေးတိုက်ပြီးတော့လေပေါင်းလိုက်တဲ့အခါမှာဒုက္ခရောက်နေတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့လေအခုပေါ့နော်သူတို့ရဲ့အခြေအနေကဘာလဲဆိုရင်နောက်လူတွေတွဲလိုက်မိရဲဆိုရင်အနေထားမျိုးလည်းဖြစ်နေရနော်စိတ်လိုက်မှလုံးမိအောင်တိတာအရန်မုန်းချက်ပြီးလုံးမိလေးကလုံးလိုက်မိတယ်ပြီးတော့လှုပ်ပြီးခါမှလေသူတကယ်သူရလိုက်တဲ့အရာကရွှေတုပ်ကြီးလားချီးတုပ်ကြီးလားဆိုပြီးသူသိသွားတယ်ဆိုပုံစံမျိုးလည်းတွေ့နေရတယ်နော်အဲ့လိုမျိုးဖြစ်နေတယ်ပြီးတော့လေအခုဒီဗီဒီယိုကြည့်နေတဲ့သူကြီးတွေကလည်းလေအခုဒီအခြေအနေကဘယ်လိုလဲဆိုရင်ကွာလက်ရှိတွဲနေတဲ့ဆက်ဆံရေးမဟုတ်ရင်တောင်မှလေတက်တက်လောက confirm ကွဲသွားတာမျိုးမဟုတ်ဘူးနော်အတိအလေးလမ်းခွဲသွားမယ်လမ်းခွဲကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ break up ဖြစ်သွားတဲ့ပုံစံမျိုးမဟုတ်ရင်တောင်မှဒီလည်းငါလှုပ်ချင်တာလှုပ်ငါလည်းငါလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တက်ကိုတောင်ရွေ့နေတဲ့အနေအထားမျိုးတွေတွေ့ရတယ်နော်အခုဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေကနောက်တဲ့သူတွေနဲ့စကားပြောနေတာမျိုးရီမမောအခြေအနေပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အဆင်ပြေနေဆိုတဲ့အနေအထားတစ်ခု position တစ်ခုကိုသူတို့မြင်သွားခဲ့တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းကျွန်မတွေ့ထားရတယ်နော်ဆိုလေအခုကျမပြောတဲ့ဟာလေးနည်းနည်းတိုက်ဆိုင်နေရဆိုရင်တော့လေတောင်းတဲ့ကြောက်ကြမှာချက်ချင်းမြစ်တာတွေရှိနေသေးတဲ့အတွက်ပေါ့နော်ပြန်ပြီးတော့ညှိကြပါအောင်လို့ကျမကပြောချင်တယ်ပေါ့နော်ဒါသူ့ရင်တွေကအတွေးလေးတွေကဒုမျိုးအခြေအနေလေးဖြစ်နေပါတယ်နော်